မင်္ဂလာပါရှင်ဒီနေ့လေဒီရက်ထဲမှာတငယ်ချင်းတွေမိတ်ဆွေတွေကျမတို့အကြံဉာဏ်လေးတောင်းတဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ကျမဒီနေ့ပြောပြချင်တာပါဘာလို့ဆိုတော့ကျမမိတ်ဆွေတွေပေါင်းတင်နေတဲ့မှာလဲဟိုတချို့စိတ်သက်တွေကြပြီးတော့နိုင်ငံခြားထွက်သွားရင်ကောင်းမလားဆိုပြီးတော့ကျမတို့တိုင်ပင်နေသူတွေရှိပါတယ်အဲ့တော့ဆိုလိုချင်တာကတော့ကျမတို့တချို့ကြတော့လဲတင်တန်းတွေအများကြီးတက်ပြီးတော့ certificate တွေဘွဲတွေအများကြီးရပြီးတော့အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေလည်းရှိတယ်တချို့ကြတော့လဲဒီကျမတို့အခြေခံပညာတော်မတက်ဖဲနဲ့သူကသူလုပ်ရဲရင်တတိရှိရှိနဲ့လုံရဲရင်သူတို့ဟို trend ဖြစ်တဲ့အပေါ်မှာလိုက်ရင်းနဲ့လည်းဒီပေါ့နော်အောင်မြင်နေတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့တော့ကိုရွေးချယ်တဲ့ career နဲ့ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာမူတည်ပြီးတော့ဒါကတော့ဟိုကျမတို့ကကြတော့လူလဲရွေးချယ်တယ်လုပ်ငန်းကိုလည်းရွေးချယ်တယ်ကိုလည်းဒါဟိုပေါ့နော်အမြဲတမ်းဟိုဆို handle လုပ်တဲ့အထဲမှာကျွန်တော်တို့ကြတော့ပါတယ်ကျွန်တော်ဆိုလို့ရှိရင်ဒီ company စထောင်တဲ့အချိန်ကနေအခုချိန်ကြီးဆိုရင်ကျွန်မ company အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်မ company ရောကျွန်မကအကျွေးကင်းတဲ့ company တစ်ခုပါဒါပေမဲ့ဒီ2026ရဲ့နောက်ပိုင်းမှာကြတော့ကျွန်တော်တို့ကငွေကြေး investment တွေကိုဟိုပေါ့နော်နောက်ထပ်ရဖို့အတွက်ကို share ဝင်နေငွေကြေး investment လုပ်မဲ့သူတွေအများကြီးဝင်လာဖို့အတွက်ကိုကျွန်မကအခုအလုပ်လုပ်နေတာပေါ့နော်ဆိုတဲ့ခါကျတော့ဒီပုံမှာပြောချင်တာကတော့ကျမတို့ဆိုရင်အချိန်ကြီးအများကြီးပေးရတယ်ငွေတွေအများကြီးရင်းနှီးမြှုပ်နှံဖို့မှာနာမည်တစ်ခု branding တစ်ခုတိစောက်တာပေါ့နော်ဆိုတဲ့ခါကျကျမကုမ္ပဏီလို့ပြောလိုက်တာနဲ့ကျမဒီပညာနဲ့ဂုဏ်သိက္ခာဘိုင်းနဲ့ပေါ့နော်ကျမတို့ကဟိုပညာနဲ့ဂုဏ်သိက္ခာကိုပဲအဓိကထားရတယ်ပေါ့နော်ကျမဆိုလို့ရှိရင်ဘာလို့လဲလို့မေးလို့ရှိရင်ဒီမှာကျမက investor ဆိုရင်လည်း investment ဒီကြီးကြီးမားမားရလာဖို့ကျမမျှော်လင့်ထားတဲ့အတွက်ကြောင့်မို့လို့ကျမကိုယ်တိုင်ဒီအခုအချိန်မှာ project တွေကိုကျမအဓိကလိုက်တယ်ဘာဖြစ်လို့လဲဆိုရင်ကျမ investor ဝင်လာတဲ့အချိန်ကျရင်ဘာလို့ဖို့ရှိတယ်လဲလို့မေးလို့ရှိရင်ကျမဒီဝေဝါးနေတာမျိုးမဖြစ်ရလေအောင်ကျမကုမ္ပဏီမှာဒီလို project တွေကိုကျမလုပ်ခဲ့တယ်နောက်ထပ်လုပ်မဲ့ project တွေကဒါတွေရှိတယ်အဲ့ပေါ်မှာကျမတို့ ROI တွက်ပြီးတဲ့အခါမှာကျမတို့ investment ဘယ်လောက်ထည့်မလဲလို့ပေါ့နော်ကျမတို့ကဒီလို investor တွေဝင်လာဖို့အတွက်ကိုကျမကအများကြီးမျှော်လင့်ပြီးတော့အလုပ်တွေအများကြီးလည်းလုပ်ထားပါတယ်ဟိုမျှော်လင့်တယ်ဆိုတာတဲ့ဒီလို investor တွေခေါ်ဖို့အတွက်ကျမဥတည်ပြီးတော့အလုပ်လုပ်တာပါဆိုတဲ့အခါမှာကျတော့တချို့ကြတော့လေအလုပ်လုပ်တဲ့အခါမှာတယောက်နဲ့တယောက်ကတော့ရွယ်ချက်တွေလှုပ်ဆောင်ချက်ချင်းတွေမတူပါဘူးဆိုလိုချင်တာကဘာလဲဆိုကျမဆိုလို့ရှိရင်လေဒီချိန်ကြီးကျမကုမ္ပဏီနဲ့ကျမမှာကောတန်ဖိုးကြီး luxury ပေါ့ပစ္စည်းတွေအရင်ရှိမနေပါဘူးဒါပေမဲ့ကျမဒီပညာနဲ့ရင်းပြီးသွားပြီးတော့အလုပ်လုပ်တယ်ကျမတို့ဒီအတိုင်းအဝိုင်း business အတိုင်းအဝိုင်းလည်းရှိလာပြီကျမတို့ကဒီ educated အတိုင်းအဝိုင်းတစ်ခုလည်းရှိလာပြီးတဲ့အခါမှာကျမမှာလည်းလုပ်ငန်းပြစရာ project တွေလည်းအများကြီးရှိလာပြီကျမဒီလိုအချိန်မျိုးမှာအချိန်အဟုန်နဲ့သွားပြီးတဲ့အခါမှာဒီ project တွေအများကြီးလှုပ်ဆောင်ခဲ့တဲ့အရာတွေပေါ်မှာမူတည်ပြီးတော့ကျမက investor ကိုဘယ်လောက်ထိမျှော်လင့်လဲဆိုတော့ကျမအများကြီးမျှော်လင့်ထားပါတယ်အဲ့တော့ကျမကုမ္ပဏီကိုလည်းလုပ်ခဲ့တဲ့ပေါ့နော်ဟိုပေါ့ last 2 years နောက်ကဆိုလို့ရှိရင်ကျမတက်ကဘာကုမ္ပဏီကိုလည်းသဘောကျတယ်လူအနေနဲ့ကိုလည်းကျမတို့ mission 3လပြီးတဲ့အခါမှာကျမအဲ့ဒီပုံမှာလည်းဟိုထိုးဖောက်နိုင်တယ်ပေါ့နော်အဲ့တော့နိုင်ငံခြားကိုသွားတင်လားမသွားတင်ဘူးလားကျမအခုပေါ့နော်ကျမတို့မိတ်ဆွေပေါင်းတင်နေမှာအတိုင်းတာတစ်ခုနေရာတစ်ခုကိုရနေတဲ့သူတွေလည်းရှိပါတယ်အဲ့လိုလူမျိုးတွေကကျမတို့လာပြီးတော့မေးတဲ့အခါမှာအမသွားတင်လားမသွားတင်ဘူးလားဆိုလို့ရှိရင်ကျမဟိုဥပမာလေးတစ်ခုပြပြပေးပါမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီပေါ့နော်ဟိုဒီတာပမောက္ခဆရာကြီးစီမှာတဲ့ပညာသင်ယူနေတဲ့လူငယ်လေး2ယောက်ရှိရပေါ့နော်သူတို့ကဘာတွေကိုသင်ယူလဲဆိုလက်မှုပညာတွေသင်ယူရတယ်အဲ့ဒီလက်မှုပညာတွေသင်ယူတဲ့အခါမှာတဲ့ဆရာကြီးကဒီဖနက်ချုပ်တဲ့အခါဖနက်တရံကိုပေါ့လူတိုင်းအတွက်မဖြစ်မနေလိုအပ်တဲ့အရာဒီပါလဲဆိုရင်ဖနက်ပေါ့အဲ့ဒီဖနက်ကမရှိမဖြစ်လိုအပ်တယ်ပေါ့လူတယောက်မှာအနည်းဆုံးပေါ့ဖနက်တရံကမရှိမဖြစ်လိုအပ်တယ်ဒီခေတ်ဆိုရင်တော့ဖနက်တရံမကတော့အများကြီးလိုတယ်ပေါ့နော်ဆိုတဲ့အခါမှာဒီဆရာကြီးကနေပြီးတော့ဒီဖနက်ချုပ်နည်းပညာကိုသင်ပေးတယ်တဲ့သင်ပေးပြီးတဲ့အခါမှာဒီဖနက်ချုပ်တဲ့ပညာနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တက်မြောက်သွားတဲ့အခါမှာလူငယ်2ယောက်ကိုတဲခန္ဓာရာတွေကိုလွှတ်လိုက်ပါတယ်တဲ့ဆရာကြီးကတဲခန္ဓာရာတွေကိုလွှတ်လိုက်တဲ့အခါမှာတဲ့လူငယ်2ယောက်မှာအဲ့2ယောက်မှာ1ယောက်ကဘာပြောလဲဆိုတဲ့အခါကျတော့အဲ့တဲခန္ဓာရရဲ့လူတွေကိုကြည့်ပြီးတဲ့အခါမှာအားတဲ့ဒီနေရာကလူတွေကတဲ့ဖက်နဲ့လည်းမစီးကြဘူးပေါ့နော်ငါကဒီမှာဖက်နဲ့ချုပ်တင်လာတာပေါ့ဒီနေရာလူတွေကဖက်နဲ့မစီးတဲ့အတွက်ကြောင့်မလို့ငါကဘယ်လိုလုပ်ပြီးတော့ဒီနေရာမှာတဲ့ market ကိုထိုးပေါက်ရမှာလဲတဲ့ငါဖက်နဲ့တွေချုပ်လိုက်လို့ရှိရင်ရောတဲ့ဘယ်သူကဝယ်စီးမှာလဲတဲ့ဆိုသူ့ရဲ့ mindset နဲ့သူ့ရဲ့အတွေ့အကြုံဒီလိုတွေးတယ်ပေါ့နော်နောက်တစ်ယောက်ကကြတော့သူကဘာတွေးလဲဆိုဒီနေရာမှာရှိတဲ့သူတွေကတဲ့ဖက်နဲ့ကိုမစီးကြဘူးတဲ့အဲ့တော့ဖက်နဲ့မစီးတဲ့သူတွေကိုတဲ့ငါဖက်နဲ့စီးခြင်းရဲ့အကျိုးကျေးဇူးဖက်နဲ့မစီးခြင်းရဲ့ဒီပေါ့နော်စိုးကျိုးတွေကိုတဲ့ငါကတဲ့ကျမ်းမာရေးရှုထောင့်ကနေပြီးတော့ငါကအသိပညာဘုဒ္ဓတာတွေပေးမယ်ပေါ့အဲ့ဒီခါမှာတဲ့သူကတရက်မှာတဲ့ဒါဒီလူတွေကဖက်နဲ့ကိုစီးလာပြီးဖက်နဲ့ကစိုးခြင်းကောင်းခြင်းတွေကိုသိပြီးတော့ဖက်နဲ့စီးလာတဲ့အခါမှာတဲ့အဲ့ဒီအပေါ်မှာကြည့်ပြီးတော့သူ့ရဲ့ market ကိုသူဘယ်လိုထိုးဖောက်ရမလဲဆိုတော့သူစဉ်းစားတယ်တဲ့ဆိုတဲ့ခါကျတရက်မှာတဲ့တ
ဒီတယောက်ကပေါ့နော်ဆိုတဲ့ခါမှာသူကဒီအဲ့ဒီမှာရှိတဲ့တက်ကန္နာရမှာရှိတဲ့သူတွေကိုအကုန်လုံးကိုသူကဖိတ်လိုက်တယ်တဲ့ဖိတ်ပြီးတဲ့အခါမှာဒီဖက်နက်မစီးလို့ရှိရင်ဖက်နက်မစီးတဲ့အတွက်ကြောင့်ဒီတက်ကန္နာရပေါ်မှာခြေထောက်တွေကပူမယ်ပြီးရင်ပိုးမွှားတွေတို့တခြားအရာတွေတို့ယောဂတွေဖြစ်နိုင်တာတို့ပေါ့နော်ဆိုတဲ့အခါမှာသူဒီလိုပညာတွေဘေးတွေကိုသူလုပ်ပေးတယ်တဲ့လုပ်ပေးတဲ့အခါမှာဒါကြောင့်မလို့လူတိုင်းကဖက်နက်စီးဖို့လိုအပ်တယ်ဆိုတဲ့အသိပညာဘုဒ္ဓတာကိုသူကပေးလိုက်တယ်ပေးလိုက်တဲ့အခါမှာအဲ့ဒီနေရာမှာတဲ့တက်ကန္နာရကရှိတဲ့သူတွေအကုန်လုံးကဒါဖက်နက်ကလူတစ်ယောက်အတွက်ကောင်းကျိုးအများကြီးရှိတယ်မိမိကိုလည်းဒီခြေထောက်မှာရှိတဲ့ပေါ့နော်ဒီသဲကပူတဲ့ခါမှာအဲ့အပူတံကိုလည်းကာကွယ်နိုင်တယ်မိမိရဲ့ကျန်းမာရေးအတွက်နဲ့လည်းညီညွတ်တယ်ပေါ့ဒါကြောင့်သူတို့ကဖက်နက်ကိုစီးဖို့ပေါ့ဒီ concept ကကြတော့သူတို့ရဲ့ဒီအတွေးတွေ mindset တွေကပြောင်းသွားတဲ့အခါကျဒီဖက်နက်စီးဖို့ကိုသူတို့နေရာသူတို့ကဆွတ်ဆောင်နိုင်တယ်ပေါ့ဆိုတဲ့အခါကျတော့အဲ့နေရာမှာအဲ့ခါမှာသူကဘာလုပ်လဲဆိုတော့ဒီလူတွေကိုဖက်နက်တွေချုပ်ပြီးတော့သူရောင်းနေပေါ့နော်ဖက်နက်တွေထုတ်ရောင်းနေအဲ့ဒီခါမှာကျတော့သူကလူ2ယောက်မှာတယောက်နဲ့တယောက်ကအတွေးအမြင်တွေကကွာသွားတယ်အဓိကဘာလဲဆိုတော့ mindset ပေါ့နော်ဆိုတော့ပညာသင်တာတွေကလူတိုင်းမှာစာသင်ခန်းထဲမှာလူအယောက်100ရှိမယ်90ရှိမယ်အဲ့90စလုံးအယောက်100လုံးရဲ့အတွေ့အဲ့တော့အခုနပြောသလိုပဲလူတွေကပညာသင်ယူကြတယ်တယောက်နဲ့တယောက်အတွေးခေါ်တွေ mindset တွေမတူညီကြပါဘူးအဲ့တော့တွေးပြီးရင်လေကျွန်တော်တို့ကအဲ့အတွေးတွေကိုအကောင့်ထဲပေါ်ဖို့အရေးကြီးပါတယ်လိုအပ်ပါတယ်တကယ်တော့လက်တွေ့ဘဝမှာလူတိုင်းကအတွေးတွေထဲမှာပဲပိတ်မိတယ်အတွေးတွေကိုရက်လိုက်တယ်အိမ်မက်တွေကိုရက်လိုက်တယ်တကယ်တမ်းကြာလက်တွေ့အကောင့်ထဲပေါ်ဖို့ကအရန်ခက်ခဲပါတယ်အဲ့လိုလက်တွေ့အကောင့်ထဲပေါ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က level 4ချက်ရှိတယ်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့အသိပညာတွေဘုသူတတွေကျွန်တော်တို့မှာရှိသွားပြီဆိုလို့ရှိရင်နံပါတ်1ကသိသွားပြီပြီးတော့သိမှုနဲ့ပဲကျမတို့ဒီလိုလုပ်လို့ရှိရင်ဒီလိုရမယ်ဆိုရယ်ခံစားမှုနဲ့ပဲသိမှုနဲ့ပဲခံစားမှုနဲ့ပဲလုပ်ငန်းကျွမ်းကျင်မှုနဲ့ပဲအသုံးချမှုနဲ့ပဲကျမတို့ကအဲ့ဒီနယ်ပယ်ကြီး၄ရက်စလုံးမှာကျမတို့ငယ်တုန်းကလည်း method တွေမှာသင်ခဲ့ရဘူးတဲ့ကျမတို့ကဝန်ထမ်းတွေဒီဆရာမတွေဆိုပိုသိတယ်အဲ့ဒီနယ်ပယ်တွေကိုကျမတို့ကလက်တွေ့အကောင့်ထဲပေါ်ပြီးတော့ဒီလိုလုံးမလာသိရင်ကျမတို့ကအဲ့ဒါဆိုလုပ်ငန်းကတဝက်အောင်မြင်သွားပြီပေါ့နော်အဲ့တော့ဒီလိုတချို့ကြတော့လုပ်ငန်းအတိုင်းအတာမှာနေရာတစ်ခုကိုရလာပြီပေါ့အဲ့ဒီ market ကိုရလာပြီဆိုရင်အဲ့ဒီ market ကိုကျမအနေနဲ့ဆိုရင်အဆုံးရှုံးမခံစေချင်ပါဘူးအခုနကပြောသလိုပဲကျမဒီလိုပဲလူတယောက်နဲ့တယောက်အတွေးအမြင်ချင်းမတူဘူးခန်းစားချက်ချင်းမတူဘူးလှုပ်ဆောင်ချက်ချင်းတွေမတူဘူးပေါ့အဲ့တော့တူနေတယ်ဆိုရင်တော့ကိုက trend တစ်ခုနဲ့ဘယ်လိုပြန်ပြီးတော့ထိုးဖောက်မလဲပေါ့နော်ဆိုတဲ့အခါမှာကျမကကလေးတွေဆိုရင်လည်းပြပြတယ်လူတိုင်းမှာဘာလဲဆိုရင်အနုပညာဆိုတာဖန်တီးမှုဆိုတာလူတိုင်းမှာရှိတယ်အနုပညာဖန်တီးမှုဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်ကျမတို့ကဒီမင်းသမီးတွေမင်းသားတွေအနုပညာရှင်တွေကြီးကိုပဲကျမတို့ပြောတာမဟုတ်ပါဘူးဘာလို့လဲဆိုရင်လူတယောက်မှာပေါ့ပွဲတွေအခမ်းအနားတွေပြင်တယ်ပန်းအိုးလေးထိုးတာဟာဆိုတာ creation လုပ်တာဒါအမှုပညာပဲကျမတို့ဒီအဝတ်စားတွေကျမတို့ accessory အသုံးအဆောင်တွေဒါကလည်း creation လုပ်တာလည်းဒါအမှုပညာပဲခင်းတွေချက်တယ်လှလှပပနဲ့ကျမတို့ပြင်ဆင်တယ်ခုက fake ဟိုပါပေါ့ food and beverage လုပ်တယ်ကျမတို့ဆိုဒီအစားအစာတွေတက်ခင်းအခန့်တွေဒါတွေကလည်းကျမတို့ကဘာလဲဆိုဒီ creation လုပ်တဲ့အရာတွေဒီလည်းအမှုပညာပါပဲကျမတို့အခုဒီနေ့လုပ်နေတဲ့အရာတွေဒီလည်းဒါကအမှုပညာအများကြီးပါပါတယ်အဲ့တော့ကျမပြောတယ်ကလေးတွေကိုတွေးလို့ရှိရင်ဘာလုပ်ရမလဲဆိုရင် thinking တွေးရမယ်ပြီးရင် creation ဖန်တီးနိုင်ရမယ်ပြီးရင်အဲ့လိုဒီအတွေးနဲ့ဖန်တီးနိုင်မှုပေါင်းရင်ဘာရလဲဆိုရင်အနုပညာ art ပေါ့နော်ဒီဟာရတယ်ပေါ့ဆိုတဲ့အခါကျတော့ကျမကဒီ market တစ်ခုကိုရပြီးသားသူတွေဆိုလို့ရှိရင်ဘယ်လိုဖန်တီးမလဲဆိုတာကိုပဲကျမသွားစီခြင်းနဲ့ဘာလို့လဲဆိုတော့အသက်ပညာတွေငယ်ရွယ်တဲ့အတိုင်းအတာတစ်ခုကိုလည်းကြော်ဖြတ်လာခဲ့ပြီးသွားပြီဒီအသက်အရွယ်မှာဒီ30ကျော်မှထပ်ပြီးတော့နိုင်ငံခြားကိုထွက်မယ်ဆိုရင်ဒါမဲ့ထွက်လို့မှန်သွားတာလည်းရှိသလိုမမပြည်ထဲမှာအတိုင်းအတာတစ်ခုနေရာတစ်ခုကိုရနေပြီဆိုလို့ရှိရင်လည်းမမပြည်ထဲမှာပဲကျမအနေနဲ့ဆိုရင်ဆက်ပြီးတော့အလုပ်လုပ်မှာပါဘာလို့လဲဆိုတော့ကျမဒီနေ့ရထားတဲ့ market ဒီကျမနိုင်ငံခြားကိုသာထွက်သွားခဲ့မယ်ဆိုမပြည်ပြန်လာတဲ့အချိန်မှာကျမအစပြန်လုပ်ရပါမှာပြန်လို့ရမယ်ပေါ့နော်ဆိုတဲ့ခါပြီးခဲ့တဲ့ရက်ကတော့ကျွန်မအမတယောက်နဲ့တွေ့တော့သူကညီမလေးဗမာပြည်မှာလှုပ်ရှားအလုပ်တွေအများကြီးရှိတယ်နော်တဲ့သူနိုင်ငံခြားကိုသွားပြီးတော့ပြန်လာတော့အစပြန်လို့ရတယ်တဲ့ဆိုဟုတ်တယ်ကျမကိုတော်တော်များများလေးဒီလိုပဲပြောတယ်ဘာလို့နိုင်ငံခြားကိုထွက်မသွားတာလဲဘာလို့မသွားတာဆိုသွားလို့ရမယ်အခွင့်အရေးတွေအများကြီးရှိခဲ့တယ်ရှိမယ်ဆိုတော့ကျွန်မ